လေတောင်ငူမြို့ကရင်ချောင်းရွာခမီးတော်ဦးအောင်စိုးဝင်းသားရွှေပါရမီမြာစိန်တာမဏေကျော်တထုံမြို့ဗရဏဝိသကနာလင်္ကာရဘိဝန္သားဤတပည့်ဖြစ်တော်တာဝန်မှု143ဖြစ်ဖြည့်ဆိုအောင်မြင်တော်မူခဲ့သည့်ရှင်ဝိဇယသာမီလင်္ကာရကြွားရောက်တော်မူပါဖေဒေါ်အေးရီမှစက္ကတ်လူတန်းရန်ဖြစ်ပါတယ်ဒေါ်အေးရီ